အားလုံးပဲမင်္ဂလာပါဒီကနေ့ဗီဒီယိုလေးမှာနေပေါနိုင်ငံကစိတ်ဝင်စားစရာသတင်းတစ်ပုဒ်အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်နေပေါနိုင်ငံမှာမြောက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေကိုထိန်းချုပ်ဖြေရှင်းဖို့အတွက်နိုင်ငံအနှံ့ပြားမှာမြောက်တကောင်စင်းကိုစတင်ကောက်ယူနေပြီပဲဖြစ်ပါတယ်ဘာကြောင့်ဒီလိုမျိုးကောက်ယူဖို့လိုအပ်လာတာလဲဘယ်လိုရည်ရွယ်ချက်တွေနဲ့ဆောင်ရွက်နေလဲဆိုတာတွေကိုပြပြပေးသွားမှာပါနေပေါနိုင်ငံမှာမြောက်တွေကြောင့်ဖြစ်တဲ့ပြဿနာတွေကတဖြည်းဖြည်းများလာနေတယ်လို့ကျွမ်းကျင်သူတွေကပြောပါတယ်။အထူးသဖြင့်သီးနှံတွေပြက်စီတာလူနဲ့တရိတ်ဆန်ကြောင့်ပဋိပက္ခတွေဖြစ်ပွားတာတွေမျိုးပါ။မြောက်တွေကအစာရှာရင်းနဲ့တောထဲကနေရွာတွေစိုက်ခင်းတွေနဲ့ဝင်ရောက်လာပြီးတော့သီးနှံတွေကိုဖျက်ဆီးသလိုတခါတလေဆိုရင်လည်းလူတွေကိုပါတက်ခိုက်တာတွေလည်းရှိပါတယ်။ဒီပြဿနာတွေကိုထိရောက်စွာဖြေရှင်းနိုင်ဖို့မူဝါဒတွေချမှတ်နိုင်ဖို့အတွက်အခုလိုမျိုးမြောက်တကောင်စီကောက်ယူတာကမရှိမဖြစ်လိုအပ်လာတာပဲဖြစ်ပါတယ်။ဒီတကောင်စီရဲ့အဓိကရည်ရွယ်ချက်ကတော့မြောက်ကောင်ကြီးများပြတဲ့ဒေသတွေကနေပြီးတော့တိကျတဲ့အချက်လက်တွေကိုစုဆောင်းဖို့ပဲဖြစ်ပါတယ်။ဒီအချက်လက်တွေကမြောက်တွေအပေါ်မှာအကျိုးပြုတဲ့ဖြည့်ရှင်းနည်းလမ်းတွေရှာဖွေရမှာအထောက်အကူဖြစ်စေမှာဖြစ်ပြီးတော့ထိခိုက်နစ်နာနေတဲ့တောင်သူလယ်သမားတွေကိုလည်းထောက်ကူပေးနိုင်မှာပါ။ဒီမြောက်တကောင်စီရင်ကောက်ယူမှုကိုတက္ကသိုလ်တစ်ခုရဲ့တထပေဒဗဟိုဌာနကဦးဆောင်ပြီးတော့တဘာဝထိန်းသိမ်းဆောင်ရှောက်မှုအမျိုးသားအုပ်ထိန်းမှုအဖွဲ့ NTNC ကထောက်ကူပံ့ပိုးပေးနေပါတယ်။လက်ရှိအချိန်ထိဒိုလခနဲ့ဒါဒင်းခရိုင်ကဒေသအချို့မှာလည်းစတင်ဆောင်ရွက်ပြီးစီးနေပြီလို့သိရပါတယ်။နိုင်ငံတော်ဝန်မြို့နယ်ပေါင်း၄ခုနဲ့ခရိုင်ပေါင်း73ခုကကျေးလက်ဒေသ15ခုမှာတကောင်စင်းကောက်ယူပြီးစီးနေပြီလို့တထပေဒဗဟိုဌာနကတွဲဖက်ပမောက္ခဟာရီပရာဆက်ရှာမကပြောကြားခဲ့ပါတယ်။ဒီကောက်ယူမှုဟာမတ်လ28ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီးတော့ဇွန်လလယ်လောက်မှာပြီးစီးဖို့မျှော်မှန်းထားပါတယ်။မြောက်တွေကြောင့်ပြဿနာဖြစ်နေတဲ့ဒေသတွေကိုဖော်ထုတ်ဖို့နိုင်ငံတော်ကဒေသ953ခုကိုစာရေးပေးပို့ပြီးမြောက်နေပတ်သက်တဲ့ပြဿနာတွေကိုအစီရင်ခံစာတင်ပြဖို့တောင်းဆိုခဲ့ပါသေးတယ်။မြောက်တွေကသီးနှံတွေကိုဖျက်ဆီးတာလူတွေကိုတိုက်ခိုက်တာတွေရှိပေမဲ့သူတို့ရဲ့ဂေဟစနစ်ဆိုင်ရာအရေးပါမှုကိုလည်းမမေ့သင့်ပါဘူး။တော်ရန်တရိတ်ဆန်ဆိုင်ရာကျွမ်းကျင်သူဟန်ဆာဂါပါရီကမြောက်တွေဟာတတိတွေကိုစားပြီးတော့အခြားနေရာတွေမှာအစိတွေကိုပြန့်ပွားအောင်ကူညီပေးခြင်းဖြင့်တက်တော်ပြန်လည်ပေါက်ပွားမှုကိုလည်းအထောက်အကူပြုတယ်လို့ပြောကြားခဲ့ပါတယ်။ဒီတကောင်စီကနေပေါနိုင်ငံမှာပထမဆုံးအကြိမ်နိုင်ငံတော်ကမြောက်ကောင်ကြီးစီကောက်ယူမှာပဲဖြစ်ပါတယ်။ရရှိလာတဲ့အချက်လက်တွေကနေပေါနိုင်ငံရဲ့အနာဂတ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကြိုးပမ်းမှုတွေကိုပုံဖော်ပေးမှာဖြစ်တယ်လို့လူသားတွေရဲ့လိုအပ်ချက်နဲ့တော်ရန်တရိတ်ဆန်တွေရဲ့လိုအပ်ချက်ကြောင့်ဟန်ချက်ညီအောင်ထိန်းညှိပေးနိုင်မယ်လို့လည်းညွှန်လင်းရပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်ရှင်။